ဒီနေ့တော့ကျွန်တော်သမီးလေးကိုကျွန်တော် playground လိုက်ပို့ရင်လည်းသူ့ရဲ့ playground မှာရှိတဲ့ကဖောင်ပင်ကနေကဖောင်လေးတွေကူးလာခဲ့ပါတယ်ကျွန်တော်တို့နေတဲ့အိမ်သားမှာတော့အိမ်တိုင်းလိုလိုကသူတို့ကဖောင်ပင်လေးတွေစိုက်တာပေါ့နော်ကဖောင်ကလည်းမျိုးစုံပဲရှိတယ်သူကအယောင်လေးနဲ့လည်းလာတယ်ဒီလိုစိမ်းရောင်လေးနဲ့အမွှေးပါတာလေးလည်းရှိတယ်ပေါ့နော်ကျွန်တော်ကတော့ကူးလာခဲ့တဲ့ကဖောင်လေးတွေကိုအိမ်ရောက်တော့ကျတော့တင်ပြီးတော့ရေးဆေးထားလိုက်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကခေါ်တာတော့ယိုရီးယားပင်စိမ်းပေါ့နော်သူတို့ကတော့ကဖောင်လို့ခေါ်တာပါဒီပင်စိမ်းလေးရဲ့အနက်ကတော့မှုေးပြီးတော့သူကချိုချိုလေးပါပင်စိမ်းနဲ့ကြော်ဖို့အတွက်တော့ကြိတ်ပြီးသားမဲသားလေးကိုထုတ်ထားလိုက်ပါတယ်ပြီးရင်တော့ကြက်သွန်ဖြူလေးတစ်လုံးကိုလည်းတပြားရိုက်ပြီးတော့တောက်ဆင်ထားလိုက်ပါတယ်ဒီုပ်သီးကတော့2000ပဲထည့်ထားလိုက်ပါတယ်ကျွန်တော်မိမအသိပြီးဆက်မစားနိုင်လို့ပါပင်စိမ်းကြော်ဖို့အတွက်တော့ကျွန်တော်မဲသားကိုအရင်ဆုံးစီပူလာရင်ထည့်ပြီးတော့ကြော်လိုက်ပါတယ်ပြီးရင်တော့ကြက်သွန်ဖြူလေးထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်အရသာအတွက်ကတော့ဘဲငပြားရည်ရဲ့ခရူးစီရဲ့ပြားရည်လေးရဲ့ထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ဒါလေးနဲ့လည်းထည့်ထားလိုက်ပါတယ်ပြီးရင်တော့ခူးလာခဲ့တဲ့ကဖောင်လေးတွေကိုထည့်လိုက်ပါတယ်ငရုတ်သီးထဲမှာမလို့ကျွန်တော်သမီးလေးအတွက်အရင်ဆုံးဖယ်ထားပြီးတော့ငရုတ်သီးထည့်ပြီးတော့ပြန်ကြော်လိုက်ပါတယ်ပုံမှန်ဆိုရင်တော့ကဖောင်ကြော်တဲ့အခါမှာပြားရည်မသုံးဘဲနဲ့တကြားသုံးပါတယ်ကျွန်တော်ကတော့ပြားရည်လေးပဲသုံးထားတာပါပင်သိန်းလေးနဲ့ကြော်ထားတာရသွားပြီဆိုရင်တော့ကျွန်တော်ကျဲဥ half fry ရဲ့ကျဲဥမွေကြော်လေးတစ်လုံးစီနဲ့သူတို့ကိုကြော်ပေးထားလိုက်ပါတယ် Yeah Bibi this is for you You good